ဒီနေ့ကတော့တစ်ခွက်ထဲနဲ့ထမင်းမြိတ်နဲ့သီးစုံပဲကလာဟင်းလေးချက်စားပါမယ်ရှင်။မနေ့ညတည်းကရေစိမ်ထားတဲ့ပဲလေးတွေကိုတစ်ခါပြန်တန့်စင်ပြီးတော့မှအိုးထဲမှာရေလေးထည့်ပြီးတော့မှပဲလေးတည်ထားပါမယ်ရှင်။ပြီးရင်တော့ထမင်းအိုးလေးတည်လိုက်ပါမယ်ရှင်။ထမင်းအိုးလေးနဲ့ပဲလေးတည်နေတော့မှကျမကလိုအပ်တဲ့အသီးရွက်လေးတွေဈေးကနေသွားဝယ်လိုက်ပါမယ်။ဈေးထဲမှာဘိန်းမုံလေးတွေ့လို့စားချင်တာနဲ့မနှက်စာစားဖို့အတွက်လည်းဝယ်ခဲ့လိုက်ပါသေးတယ်။ဘိန်းမုံလေးနဲ့ကော်ဖီလေးနဲ့စားပါမယ်။မနှက်စာစားပြီးပြီဆိုရင်တော့ဝယ်လာတဲ့အသီးရွက်လေးတွေကိုဆေးကြောတန်းစင်ပြီးတော့ဟင်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်။အသီးရွက်လေးတွေကိုအနေတော်အတုံးလေးတွေလေးပြီးတော့စားရည်လေးနဲ့စိမ်ထားပါမယ်။ပဲလေးတွေတစ်ဖက်မှာပြုတ်ထားတော့မှဒီဘက်မှာလည်းအသီးလေးတွေကိုတတ်ချက်ပါမယ်ရှင်။ချက်သွန်နီလေးစီတက်လိုက်ပါမယ်။ပြီးလေးနဲ့ငယ်ထည့်ပြီးတော့မှအသီးလေးတွေထည့်ပါမယ်ရှင်။ပြီးတော့မှအရသာမုံလေးတွေထည့်ပြီးတော့မှစုံစည်းရည်လေးအနေငယ်ထည့်လိုက်ပါမယ်။အသီးလေးတွေနွမ်းသွားပြီဆိုလို့ရှိရင်ပြုတ်ထားတဲ့ပဲဟင်းအိုးတွေကိုလောင်းထည့်လိုက်ပါမယ်ရှင်။နောက်ဆုံးမှာရုံးမြေသီးလေးထည့်မယ်။မကြီးရည်လေးအနေငယ်ထည့်ပြီးပြီဆိုရင်တော့ပဲကလာဟင်းလေးရပါပြီ။ဒါလေးကတော့ပဲကလာဟင်းနဲ့တွဲစားဖို့အရန်လွယ်တဲ့ငှုတ်သီးစားတောင်းလေးပါ။မွှေးအောင်လို့စက်သွန်ပြူလေးတစ်ပြားရိုက်ပြီးတော့မှအရင်ကြော်လိုက်ပါမယ်ပြီးရင်တော့မီးပိတ်ပြီးတော့ငှုတ်သီးမုံလေးတွေထည့်မယ်စားလေးတွေထည့်ပြီးပြီဆိုရင်တော့ရပါပြီရှင်ဒါကတော့မနေ့ပြန်ချက်မဲ့ကြက်သဲမြင့်လေးတွေကိုစားနဲ့တခြားစီကြောတန်းဆင်လိုက်ပါမယ်ပြီးတော့အနေတော်တုံးလေးတွေလှီးလိုက်ပါမယ်ရှင်စားစနုံးနယ်ပြီးတော့မှရေခဲတတာထဲမှာတင်လိုက်ပါမယ်ချက်လို့ပြီးပြီဆိုတော့ဖျားစွန်းတော်လေးကတ်လိုက်ပါအောင်မယ်ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်